ပြည်တွင်းမှာထုတ်လုပ်တဲ့ Viva အပင်ရွက်ဖြန်းအားဆေးကိုတောင်သူတွေကနတ်ဆေးလို့ခေါ်ဆိုနေကြပြီးတရားသည်ဇက်တိုက်သုံးဆွဲလာကြပါတယ်ဒီသတင်းကိုမြရီသတင်းကတင်ဆက်ထားပါတယ်။ Organic နဲ့ဓာတုပစ္စည်းတွေကိုစနစ်တကျပေါင်းစပ်ထားပြီးညောင်ရွှေမြို့မှာထုတ်လုပ်တဲ့ Viva အပင်ရွက်ဖြန်းအားဆေးကိုတောင်သူတွေကနတ်ဆေးလို့ခေါ်ဆိုနေကြပြီးစပါးပဲမျိုးစုံစီထွက်သီးနှံဟင်းသီးဟင်းရွက်ပန်းစားတဲ့သီးနှံအစုံမှအသုံးပြုနေကြတာပဲဖြစ်ပါတယ်။အင်းလေးကန်ရှေ့ဘက်ချမ်းတလဲဦးရွာကဘွဲရတောင်သူကိုဖုံးကျွယ်က Viva ဆေးကိုစပါးနဲ့ဟင်းသီးဟင်းရွက်တွေမှာသုံးစွဲနေပြီးပင်ပွားများလာတဲ့စပါးခင်းနဲ့အသီးခါခူထားပေမဲ့အပွင့်တွေဝေပြီးအကိုင်းရက်တွေနဲ့ကြန့်ခိုင်နေစေဖြစ်တဲ့အပင်တွေကိုလိုက်ပြရင် Viva ကိုနတ်ဆေးလို့တင်စားပြောဆိုပါတယ်။ Viva ကြတော့ဘယ်လိုဆိုနတ်ဆေးလို့ပြောမယ်အမဘယ်လိုဆိုအမမြင်ပဲလေဒါမျိုးစားတိတ်မပါသေးဘူးကျွန်တော်တို့ဆေးဖြန်းတယ်ဆိုအပင်လေတအားကောင်းတယ်လေဆိုအတီးလေတအားကောင်းတယ်သူအားစုတက်တာတော့ကျွန်တော်တို့ရဲ့ဘယ်လိုဆိုမျိုးစားဆေးတအားမြောင်နေခြင်းအပင်အားဆေးပဲများသုံးတယ်လေအမဟုတ်ဖြန်းပြီးရင်တအားကောင်းတယ်လေအမဘယ်လိုမျိုးဆိုမပြောပြတာဘူးအပင်ကတအားစိမ့်ပြီးတော့ net ထတော့ပဲအမပြီးရင်အမမြင်တယ်တိတ်မဲ့လေဒီမှာဒီအပင်မြင်တယ်အပင်ဘွားတအားကောင်းတယ်ဟောလို့တယ်ဘယ်လိုဆိုတခြားလိန်လေကွာတယ်လေမတုံးတယ်ဟာနဲ့တုံးတယ်ဟာနဲ့အမကိုဖုံးကျွယ်ရဲ့လည်းနီကခရမ်းကျင်ခင်းဟာလည်း Viva ဆေးကိုပဲသုံးဆွဲထားတာဖြစ်ပြီးအပင်အယိုးစစ်နဲ့အရွက်တွေကထူးထူးခြားခြားကြန့်ခိုင်တန်ဆွမ်းနေတာကိုတွေ့မြင်ရတာဖြစ်ပါတယ်။အပင်ကြန့်ခိုင်တယ်လို့အသီးထွက်ကောင်းပြီးအထားခံတာကိုလည်းတွေ့ရပါတယ်။ Viva ဟာအပင်တွေအတွက်အစွမ်းထက်တဲ့ organic ပစ္စည်းတွေနဲ့ဓာတုပစ္စည်းတွေကိုစနစ်တကျပေါင်းစပ်ထားတာဖြစ်တယ်လို့ထုတ်လုပ်သူကဆိုပါတယ်။ကိုဖုံးကျွယ်တို့လိုပဲမြန်မာဟင်းသီးဟင်းရွက်စိုက်တောင်သူက9သိန်းလောက်ရှိတယ်လို့ခန့်မှန်းကြပြီးကာလာတူသီးနှံတွေကိုစိုက်ပျိုးကြပေမဲ့တစ်နှစ်ပတ်လုံးနားကျင်ရလို့မရှိကြပါဘူး။ဒါကြောင့်အမျက်ဆုံးအပြင်လည်းကြီးကြီးမားမားမရရှိပေမဲ့ဟင်းသီးဟင်းရွက်တွေကိုထုတ်လုပ်ပြီးလူတို့အဓိကကြတဲ့ဗီတာမင်တွေဓာတ်ထုဓာတ်တွေကိုဖြည့်ဆည်းပေးနေကြတာပဲဖြစ်ပါတယ်။ဒါအပြင်မိသားစုတော်တော်များများအတွက်အသီးရွက်ကအဓိကဟင်းလျာဖြစ်နေပေမဲ့လည်းနိုင်ငံတော်ကသတ်မှတ်ထားတဲ့အဓိကသီးနှံစည်းရင်းမှာအာလူကြက်သွန်နီနဲ့ကြက်သွန်ဖြူတို့သာမကြခင်ကပါဝင်လာပေမဲ့စိုက်ပျိုးစိတ်ချင်းငွေကအစားအပြင်ပပူပေါင်းဆောင်ရွက်မှုအကူအညီရရှိတာနဲ့ပါတဲ့သီးနှံတွေလည်းဖြစ်ပါတယ်။လက်တလော73စီအခက်အခဲကြောင့်တောင်သူ3-4ဦးစုပြီးသွေးအားစုတွေကိုစုပေါင်းသွားရောက်ဝယ်ယူနေကြရတဲ့အခြေအနေမှာ Viva ဆေးကိုအသုံးပြုတဲ့အတွက်ကြောက်ဖြုံအခင်းတွေတလအစောပြီးခူးလို့ရလာတဲ့အပြင်အလေးချိန်တွေလည်းတိုးလာတယ်လို့အင်းလေးကန်အနီးတပြေပင်သစ်ရွာကကြောက်ဖြုံစိုက်ပျိုးသူတောင်သူကပြောပါတယ်ထူးခြားမှုတွေကြတော့ဒီအတီးအကြီးသေးဆိုလေကောင်းလာတယ်ဗျာဟိုရဲလေ80နဲ့ခုတော့အခါကျတော့ကျွန်တော်တို့မှာဟိုခါနဲ့မခုရသေးတဲ့ဟာကိုဟိုဒီဘီဘာစီတုံးတဲ့အခါမှာကြတော့အတီးအကြီးအသေးမိလာပြီးတော့ရဲ80နဲ့ခုဆော်တော့ရတာပေါ့ဟိုအကြီးအသေးအပြင်လဲဟိုလက်ရှိအနေထားဆိုဒီတလုံးကိုဒီဟာလေးဆိုဟိုတော့ရှိမှာကွာဒီနှစ်ပိုက်တာပါချလေးတော့ဒီရောက်လာတာပေါ့နော်ခါတဲ့ဆိုဒီပြပါမတုံးဆိုတော့ကျွန်တော်ရက်80မှာဒီလောအရွေအစမ်းမရောက်နိုင်ဘူးနော်အဒီအရွေအစမ်းဒီကျွန်တော်တို့ဆိုဒီရက်တရတော့မှဒီနှစ်ပိုက်တာလောက်ရောက်ပါဗျာဒီပြပါစီတုံးတဲ့နှစ်မှာပဲဒီရက်80နဲ့ခုဆော်တော့ရအဒီအရွေအဒီမိရပါဗျာအခုဆိုကျွန်တော်ဒီအဒီပြူတွေဆိုတို့စေဟိုစီကွယ်အနီအပ်ချင်တဲ့ဟိုစားသုံးလူတွေတအားကြိုက်တဲ့အရွေအစမ်းဖြစ်နေပြီလေအဲ့လိုမျိုးဟိုခါလေးနဲ့ပြပါမတုံးဆိုပြပါတုံးနေတဲ့နှစ်မှာပဲအဲ့လိုမျိုးအယူခံစားခွင့်တွေရခဲ့တာပေါ့ဗျာအဲ့လိုမျိုးပေါ့တောင်မြောက်9မိုင်ရှည်လျားပြီးအရှေ့နောက်3မိုင်ခွဲလောက်ကျယ်ဝန်းတဲ့အေးလေးကန်ဝန်းကျင်မှာစိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြတာဖြစ်ပါတယ်။လက်ရှိအချိန်မှာနေစပွားတွေခင်းကျင်ကြောက်ဖြုံတွေအပြင်ကော်ရခါသီးတိုင်းထောင်ပဲကလေးပဲစားတဲ့ပဲမျိုးစုံမြေပဲကွန်းအပြင်ပန်းမျိုးစုံစားတဲ့သီးနှံအစုံစိုက်ပျိုးကြတာဖြစ်ပါတယ်။ဒါအပြင်အနက်မွေးပြီးစေပတ်ဝင်တဲ့ဈေးကွက်တွင်းမှာဗမာကျက်သွန်ပြူလို့ခေါ်ကြတဲ့ရှမ်းနယ်တကြောကကျက်သွန်ပြူခင်းတွေဟာတနိုင်ငံလုံးအားထားရတဲ့စိုက်ခင်းတွေဖြစ်ပါတယ်။ဒီအခင်းတွေမှာလည်းအပင်တန်မှုအတွက် Viva ဆေးကိုသုံးပြီးမှုနဲ့ပိုးကြောင့်ပျက်စီးသွားတဲ့သီးနှံစိုက်ခင်းတွေကိုကုစားနိုင်ခဲ့တယ်လို့တခိတ်တခါကတလဲဦးရွာမှာရွှေအေးစပါးနဲ့ထင်ရှားခဲ့သူဦးကံဘိုကပြောပါတယ်။အတိကတော့မှုရောကပေါ့ကျက်သွန်ပြပြမှုအဒီကပဲသူကဆောင်းတီးနာတွေပြမှုအဒီကဖြန့်ရတယ်မှုမဖြစ်ပေါ်ရေးအပင်တောင်းခံနေပါအားရှိပေါ်ဆိုတာပြပါပဲတုံးတယ်အပင်တာမမှုရောကမဝင်မှာအရင်တော့ကျွန်တော်လေးမဆိုရအတိကလေးပို့တာအားကြပါကြားနေတော့နောက်ကဒီစီးပို့မှာပို့တယ်မကြတော့မနေ့ဆိုလဲကျွန်တော်လေအိမ်တောင်နှစ်ပြမှကော်ပင်စိုက်ထားတာပို့ကြကုန်လာတော့ကျွန်တော်ဒီပြပါနဲ့ပို့တာချင်းနဲ့ထိပြနေချိန်မှာအပင်ကတအားကောင်းစပါအတီးတကယ်ကောင်းမှစပါပြန်ရတာလုံးပြည့်စီသွားပြီအပင်တွေလောင်ဟိုကပိုးဝင်အောင်လေပြပါနဲ့ပြပါစင်းနဲ့ပို့တာချင်းနဲ့တွဲပြီးဖြန့်ရောအပင်စပါတီးတအားကောင်း
အင်းလီကန်ဒေတာအပြင်တနိုင်ငံလုံးအာလူစားသုံးနိုင်ဖို့အများဆုံးထုတ်လုပ်ပေးနေတာကရှမ်းပြည်တောင်ပိုင်းရှိဟဲဟိုနောင်တရပင်တရညီကြားရွာငံစတဲ့ဒေတာတွေပဲဖြစ်ပါတယ်။ဟဲဟိုဒေတာဟာအာလူစိုက်ပျိုးထုတ်လုပ်ရေးမှာမြို့ပြောင်းလဲနိုင်တာအေကန်ဆက်ယုံတွေဖွင့်လှစ်နိုင်တာရေသိမ်းချိန်မှာစက်ကရိယာတွေကိုစတင်သုံးစွဲနိုင်တာတွေကြောင့်အာလူသီးနှံအဖွံ့ဖြိုးဆုံးဒေတာဖြစ်ပြီးအာလူခင်းတွေကိုတပြန့်တပြောတွေ့ရမှာဖြစ်ပါတယ်။အဲလန်းညွန်ဘွားကနေအာလူစိုက်ပျိုးသူတောင်သူဖြစ်လာတဲ့ကိုညီညီနိုင်ကတော့1လီတာတဘူးကိုကျပ်9000နဲ့လီတာဝက်တဘူးကိုကျပ်3000ခွဲဈေးပေးရတဲ့ဒီပါအပင်ရွက်ချမ်းအားဈေးကပေးရတာနဲ့တန်တယ်လို့ချိန်ဆပြောဆိုလာပါတယ် Viva ကတကယ်ကြတော့သူပေးရတဲ့နှုံးနဲ့ကျွန်တော်300တန်တယ် Viva နဲ့ပတ်သက်ပြီးတော့နောက် तू ကအားသက်ချက်ကကြိုက်တဲ့စီးနဲ့တွဲလို့ရတယ်အဲ့ဒါအများစုသဘောကျတယ်ဥပမာကျွန်တော်တို့ Viva ကိုအားစင်းနဲ့လည်းတွဲလို့ရတယ်ပိုးသက်စီးနဲ့လည်းတွဲလို့ရတယ်နောက်လောင်ကာကဲစင်းနဲ့ပါတွဲလို့ရတယ်အဲ့ဒီတစ်ချက်ကသူ့ရဲ့အားသက်ချက်အဲ့ဒါချက်သူ့ရဲ့အားသက်ချက်နောက်တစ်ခုကအပင်လို့တယ်အပင်ရောလေအလုပ်လုပ်တယ်အဲ့အပင်အဲ့ဆောင်းနှင်းတော့ကုတ်ပြီးထိုင်သွားတဲ့အပင်တွေကViva ဖမ်းတဲ့ခါကျတော့အဆင်ပြန်ပြေသွားတယ်ပြန်လန်းသွားအရင်အပင်လေးကကုတ်သွားတာအေးတာရအေးတာကုတ်ပြီးတော့လုပ်တာနောက်တော့အဲ့Viva ဖမ်းလိုက်တဲ့ခါကျတော့ပြန်သွားပြီးပြန်လုပ်တယ်အဲ့ဒါတော့ဒါကျွန်တော်အတွေ့အကြုံပေါ့အင်းလီကန်တကြောမှာအသိပင်စားပင်တွေအပြင်တနိုင်ငံလုံးကိုတင်ပို့နေတဲ့တောင်ကြီးပန်းလူသိများတဲ့ကနမာပန်းစမ်းမဖြူအဝါမြားနှင်းရွှေရီမြားနှင်းပလဲစတဲ့ပန်းမျိုးစုံကိုစိုက်ပျိုးထုတ်လုပ်ကြဒေတာကြီးဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကထွက်ရှိလာတဲ့ပန်းတွေဟာမြန်မာနိုင်ငံလုံးကိုဖြန့်ချိတာဖြစ်တဲ့အတွက်အခုလို73စီအလွယ်တကူမရတဲ့ကာလတွေမှာပန်းတင်ပို့ရမှာကြံ့ကြာတတ်တာကြောင့်သီးနှံပင်တွေရဲ့အဝေးတင်ခံနိုင်တဲ့အရေးတွေကပိုပြီးလိုအပ်လာတာဖြစ်ပါတယ်။ Viva သုံးတဲ့ပန်းတွေဟာအဝေးတင်ပို့ရမှာပိုပြီးအထားခံတာတွေ့ရတယ်လို့ ARD ကြိုက်လက်ဒေတာမှာစပားနဲ့ဥယျာဉ်ချန်သီးနှံတွေစိုက်ပျိုးခဲ့ပြီးအင်းလီဒေတာမှာပန်းမျိုးလေးမျိုးကိုစိုက်ပျိုးနေသူကိုစောထိုက်ကအခုလိုပြောပါတယ်။ Viva ကိုကျွန်တော်သုံးတာကတော့2024ပြည့်စသုံးတာပေါ့နော်2024မှာ Viva ကိုကျွန်တော်စသုံးတော့ကောင်းပါတယ်အားသေးတော်တော်များများသူကတော့အားသေးအုပ်စုထဲမှာပါတာပေါ့နော်အပင်အားသေးအုပ်စုရဖျန်းမြေဩဇာအုပ်စုထဲမှာပါတော့ကျွန်တော်စမ်းသုံးကြည့်တာ Viva သုံးကြည့်တာကောင်းတယ်သူ့ရဲ့အားသာချက်ကဘာလဲဆိုတော့သူကအပင်တွေရဲ့ပင်ဟိုနေပေါ့နော်ပင်စီအားကိုပို့ပြီးတော့အပင်တွေကိုတန်ဆောင်းအောင်လုပ်ပေးနိုင်တဲ့အစွမ်းရှိတယ်အမြင့်ထွက်အားပိုကောင်းတဲ့သဘောပေါ့နော်နောက်တစ်ခုကအပင်တွေရဲ့ခံနိုင်ရည်ကိုပို့ပြီးတော့မြင်မာတယ်သူကဘယ်လိုမြင်မာလဲဆိုတော့ကျွန်တော်အခုပို့လိုက်တယ်အမရေကျွန်တော်ဘက်ဒီနေ့မူဆယ်ကို10ဘုံပို့လိုက်တယ်အဲ့ဒီ10ဘုံစလုံးကအပြက်စီးနေတယ်မရှိတော့ပဲကိုရောက်တဲ့ထိအောင်မူဆယ်ရောက်ဖို့ဆိုရင်အနည်းဆုံး2ညလောက်သွားတယ်ဒါချီလိတ်တို့ဓာရှိုးတို့သွားလို့ရှိရင်ကြားတယ်ဒါပေမဲ့ကျွန်တော်တို့တင်လိုက်တဲ့အခါမှာဟိုရောက်တဲ့ထိပန်းရုံမပြတ်ဘူးကျွန်တော်တို့ပြောရုံမပြတ်ဘူးနော်အရင်ညှိုးတာတို့ရေပြန်မလန်းတော့တာတို့အဲ့လိုမျိုးဟိုနေပေါ့အပင်စီအားနေတဲ့ပန်းတွေဆိုလို့ရှိရင်အဲ့လိုဖြစ်တယ်ဒါမှလည်း Viva သုံးကြည့်တဲ့အချိန်မှာ Viva ရဲ့အားသာချက်ကအဲ့ဒါတွေ့ရတယ်ဖះကိုပန်းမညို့စေပဲပူဇော်လေးရှိတဲ့မြမဒလေးကြောင့်ပန်းစည်းကွက်ဟာကြီးမားပြီးပန်းမညို့ခင်အရွက်နွမ်းတက်တာကြောင့်ပန်းလှဖို့အပြင်အရွက်လှဖို့အယိုးစိတ်ညှိဖို့ကလည်းပန်းတော်သူတွေလိုအပ်တဲ့ပန်းမင်ရည်သွေးတွေပဲဖြစ်ပါတယ်။အင်းလေးဒေတာရေဦးရွာကမီယိုဖလာပန်းဆိုင်ပြိုသူတောင်သူကတော့ Viva ဆေးတစ်မျိုးတည်းသုံးဆွဲနေတဲ့ပန်းခင်းတွေတဲကသူ့အတွေ့အကြုံကိုအခုလိုပြောပါတယ်။အရင်တော့ဟိုပါပေါ့ဒီအပင်ဆွဲစီးလေးဆွဲအပင်ကတော့ကောင်းတတ်မဲ့အစစ်တရရှိလိုက်တူလိုက်ရှိလိုက်တူလိုက်ဖြစ်နေလေဒီVivaဆေးသုံးတဲ့အခါကျတော့အစစ်တည်းညှိတယ်နောက်ပြီးမြေလည်းပြန်ပြူပြင်းတဲ့အတွက်ပြီးပြင်ပေးတဲ့အတွက်မြေကောင်းတဲ့အတွက်အပင်လည်းကောင်းတယ်ပွင့်ဖတ်တဲ့ထူတယ်နောက်ပြီးအရွက်လည်းလာတယ်အရွက်တွေကစိမ့်စိမ့်လေးနဲ့အရွက်လည်းလာတယ်အရွက်လည်းထူတယ်အရွက်လည်းလာတယ်အပွင့်လည်းလာတယ်အပင်ကတော့ဒီဆေးသုံးနေတဲ့အတွက်မြေရပူကောင်းလာတယ်မြေစီလောမကုန်ခံဘူးအပင်ကဒီထဲမှာကဒီထဲကောင်းလာတယ်ဒီတတိပြန်နောက်တတိလည်းပြန်ကောင်းတယ်ဒီဆေးကိုသုံးတဲ့အတွက်လေ တောင်မြောက်တည်ရှိနေတဲ့မြန်မာဒုတိယအကြီးဆုံးအင်းလေးကန်ဟာရေပေါ်အိမ်တွေရေပေါ်စိုက်ခင်းတွေနဲ့ထင်ရှားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။အဲ့ဒီဒေသမှာတစ်နှစ်ပတ်လုံးသီးနှံကိုစိုက်ပျိုးကြတာဖြစ်လို့ရေကိုထွန်းချိန်ထဲချိန်မှာ73စီကအစာမျိုးစေ့အလဲမြေစီအဆုံးရောင်းချကြတဲ့သွင်းအားစုအယောင်းဆိုင်တွေလည်းအများအပြားရှိကြပါတယ်။အဲ့ဒီတွေကအကြီးဆုံးသွင်းအားစုဆိုင်ဖြစ်ပြီးမိုင်းတောက်နန့်ပန်စကားအစုံကရပြည်နယ်ဆက်နဲ့အင်္ဂလိပ်ကအနောက်ဘက်ချမ်းထိသွင်းအားစုဖြန့်ဖြူးပေးနေတဲ့မြတ်သစ္စာကကိုအောင်မူးကျော်ကတော့စေးရည်အနေနဲ့ပထမဆုံးဖြန့်ချီပေးခဲ့တဲ့ Viva ပင်ရဖြန့်အားစင်းနဲ့ပတ်သက်ပြီးအခုလိုမှတ်ချက်ပေးပါတယ်ဒီ Viva ဆေးကတော့တောင်သူတွေကျွန်တော်ပေးလိုက်တဲ့ဟာတော့အကုန်လုံးကြိုက်ကြပါတယ်ကျွန်တော်တို့လည်းတိုက်တွန်းတာပေါ့ဒီဆေးကိုသုံးသင့်တဲ့အကြောင်းဒီဆေးကတောင်သူတွေအတွက်အကျိုးရှိမဲ့ဟာကဒီတီးနှံလည်းအထွက်ကောင်းမယ်နောက်တောင်သူတွေရဲ့မြေတွေကိုလည်းပြန်လည်ပြုပြင်ပေးမှာပေါ့အဲ့လို
အားစီးမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့တော့တောင်သူတွေကိုဒီဆေးကိုကူစိုက်ပြီးတော့မှအားစိုက်ပြီးသုံးစေချင်တာပေါ့ကျွန်တော်ပေးတဲ့လူတွေသုံးကြပါတယ်အကုန်လုံးကလည်းသုံးတဲ့လူကလည်းသုံးပြီးတဲ့လူကလည်းအကုန်လုံးကောင်းကြပါတယ်မနစ်ကဆိုလို့ရှိရင်ပြောင်းဖူးစိုက်တဲ့တောင်သူတွေအနေနဲ့ဒီ Viva ဆေးသုံးတဲ့လူတွေကအကုန်လုံးသူများတွေရော့တဲ့အချိန်မှာသူကထွက်တိုးတယ်ဟိုပြောင်းထွက်နှုံတိုးတာပေါ့သူများတွေပြောင်းရော့ကြတာလေမနစ်ကဟိုယာဒီဥတုကနည်းနည်းမိုးများတော့ကျွန်တော်တို့ဘက်ကလေပြောင်းဆိုတဲ့အမျိုးကြတော့ဒီမိုးများတာတို့ရေဝတ်တာတို့မချိုက်ဘူးလေအဲကြတော့ဒီဆေးသုံးထားတဲ့လူတွေကြတော့ဟိုဓာန်တွေခံနေတာပေါ့ယောဂဓာန်တွေရောအဲ့လိုယာဒီဥတုဓာန်တွေရောသူခံနေတဲ့ခါကျတော့သူများတွေထွက်နှုံကြတယ်သူကထွက်နှုံမကြဘူးဒီ Viva ဆေးသုံးတဲ့လူကထွက်နှုံမကြဘူးနောက်ခုနောက်ပိုင်းပြောင်းပြီးတော့ကျွန်တော်တို့ညီဟိုပါကလဘဲမှာလည်းကျွန်တော်တို့ပေးထားတယ်ကလဘဲမှာလည်းထွက်နှုံကောင်းကြတယ်အကုန်လုံးလေကလဘဲကတော့ရေသိန်းချင်တော့အကုန်လုံးတော့မပြီးသေးဘူးပြီးတဲ့လောက်တော့အကုန်လုံးကြိုက်ကြတယ်ရှမ်းနယ်တကြောဟာစားဖို့သုံးဖို့အသီးနှံဆောင်စိုက်ပျိုးကြသလိုအင်းလေးကန်ဝင်းကျင်ရှိစိုက်ပျိုးမြေတွေမှာတော့အခြားရှမ်းပြည်ဒေသတွေမှာစိုက်ပျိုးမှုနေပါတဲ့ကလဘဲကင်းတွေရှိနေပါတယ်။အညာကကလဘဲကင်းနှိုင်းကင်းပဲစေကုံမြေပဲခင်းကျန်နှံကမောက်ခင်းတွေမှာတောင်သူကို Viva သုံးဆွဲစီပြီးနည်းပညာပေးနေသူ Viva ရဲ့သုတေသနနဲ့ဖွံ့ဖြိုးရေးမန်နေဂျာကိုအောင်ကျော်စိုးကအင်းလေးဒေသရဲ့အရတော်တဲ့ရာသီဥတုမှာစိမ့်ဆူနေတဲ့ကလဘဲကင်းတွေအတွက်အမှုလီတာပွားနေပြီးပင်ညိုရောဂါတွင်းနေရသေးတဲ့အင်းလေးကကလဘဲကင်းတွေအတွက် Viva ဆေးသုံးဖို့အကြံပြုထားပြီးသုံးဆွဲတဲ့ပုံစံကိုလည်းအခုလိုပြောပါတယ်ရှမ်းပြည်မှာအခုကျွေးတဲ့အတိုင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အညာတဲ့စားလို့ရှိရင်အညာမှာပင်ပေါက်ဖို့တို့ပဲကျွန်တော်တို့တော်တော်လေးရုန်းကန်တဲ့ထဲမှာပါတာပေါ့နော်ခုနပြောသလိုအဆိုဓာတ်ကိုဖမ်းရတာမျိုးဒီရှမ်းပြည်မှာကျတော့ဒီမှာဆိုလို့ရှိရင်အဆိုဓာတ်ကဒီအင်းထဲမှာဆိုတော့သူရေရရှိမှုရတယ်လွယ်ကူတယ်လေနော်ဒီကျွန်တော်တို့ဘက်မှာကျတော့ဒီရေရကျတော့နည်းနည်းခက်ခဲတယ်ဒီမှာကျအဆိုဓာတ်ကလည်းသူမှာဒီဘက်က A ပိုင်းဒေတာဖြစ်တယ်နော်အဆိုဓာတ်ကလည်းကောင်းကောင်းထိန်းနိုင်တယ်အားသာချက်အနေနဲ့ပေါ့နော်ဒါကြောင့်မို့လို့ဒီမှာကျွန်တော်တို့ကလည်းပဲအပင်ပေါက်ပြီဆိုတာနဲ့တော့ကောင်းကောင်းသုံးချလို့ရတယ်ပေါ့နော်ဒီပါကိုတော့ကျွန်တော်သုံးစေချင်တယ်ခုနပြောသလိုအနည်းဆုံးကျွန်တော်တို့က3ချိန်လောက်တော့သုံးပေးရမယ်သုံးတဲ့အခါတိုင်းမှာလည်းပဲအပင်ငယ်စဉ်ပတ်စပွက်တဲ့ချိန်ကစပြီးတော့မှကျွန်တော်နည်းနည်းဒီတီးလုံးဖောက်ဖို့ပေါ့နော်ဒီကအဲတီးလုံးဖောက်ဖို့ဆေးလေးနဲ့တွဲပြီးတော့မှသုံးပေးခြင်းအဖြစ်ထိရောက်မှုလည်းရှိမယ်အကျိုးလည်းရှိမယ်အထူးသဖြင့်တော့ဘာပြောစေချင်လဲဆိုလို့ရှိရင်ဒီအားဆေးသုံးတဲ့အခါတိုင်းမှာဒီပိုးသက်ဆေးလေးနဲ့တီးလုံးဖောက်ဖို့ပေါ့နော်ကလဘဲရဲ့အဓိကပြဿနာဖြစ်တဲ့တီးလုံးဖောက်ဖို့ဆေးလေးနဲ့တွဲပြီးမှဖြန်းပေးမယ်နောက်ပြီးတော့မနက်စောပိုင်းလေးဖြန်းပေးဖို့ကောင်းတယ်ဒါပေမဲ့ဒီမှာအားသာချက်ရှိလို့အားနေချက်လည်းရှိတယ်နှင်းကြတယ်ပေါ့နော်နှင်းခါးတွေကိုကျွန်တော်ဖယ်ပေးသားဖြစ်တယ်ဒါကြောင့်မနက်စောပိုင်းလေးကိုရေရွှဲနဲ့ဖြန်းပေးခြင်းအဖြစ်သူ့ကိုကျွန်တော်တို့ကအားဆေးရဲ့အာနိသင်ကဒီသူ့ရဲ့ဒီကျွန်တော်တို့ဒီအပင်အရွက်ကလေးမှာပေါ့လေရှူပေါက်သွားရှိတယ်လေရှူပေါက်ကလေးကမနက်စောပိုင်းမှာတော့ရေစားနေတာအဲ့တော့ကျွန်တော်တို့ကသူ့ကိုရေအားဆေးနဲ့ဖြန်းပေးခြင်းအဖြစ်ရေရွှဲနဲ့ဖြန်းပေးခြင်းအဖြစ်ရှိနေတဲ့ဒီပေါ်မှာကျနေတဲ့နှင်းခါးတွေလည်းဖယ်ပေးသားဖြစ်တယ်နောက်ပြီးတော့အားဆေးရတယ်သူကလည်းရေစားနေတဲ့အချိန်မှာသူအာဟာရရတယ်ဒီထဲမှာရောက်ပြီးသွားပြီဒါကြောင့်မို့သူ့ကိုအဲ့လိုဖြန်းပေးခြင်းအဖြစ်ဒါထိရောက်မှုရှိတယ်ဆိုတော့ပြောပြချင်တာပေါ့နော်Viva အပင်ရွက်ဖြန်းအားစိတ်ကိုရှမ်းပြည်နယ်အပြင်ရန်ကုန်ဗဟို AR ရှိစပါးခင်းနဲ့မပဲခင်းတွေမှာပါတောင်သူတွေချင်းချင်းလက်ဆင့်ကမ်းသုံးဆွဲလာကြပြီး Viva ထုတ်လုပ်ဖြစ်ပုံကိုထုတ်လုပ်သူကအခုလိုရှင်းပြပါတယ်Viva ကိုစလုပ်ဖို့စိတ်ကူးရခဲ့တာကတော့ကျွန်တော်အင်းသားလူမျိုးတယောက်ပေါ့နော်ကျွန်တော်အင်းလေးမှာအားလုံးသိတဲ့အတိုင်းပဲတောင်သူတွေအဓိကခန်းချင်နေစိုက်တယ်အဲ့တော့ခန်းချင်ကြီးကဒီလိုနေရာဒီရောက်ရင်အပင်တွေမတက်ကြတော့တောင်သူတွေအများနဲ့ရှုံးတယ်ဈေးကလည်းအသက်ကြအရင်ဖြစ်တော့ကျွန်တော်ကပြောကြည့်တယ်စေးကောင်းကောင်းသုံးဖို့သူကရှားခက်တယ်လို့ပြောဟဲ့အဲ့တော့ပြပလာတဲ့စေးသုံးပါဆိုတော့အဲ့လည်းခက်တယ်ပြောတော့ကျွန်တော်ကဟို logical မဖြစ်ဘူးပေါ့ကျွန်တော်အတွေးမှာအားကြောင့်မို့ကျွန်တော်ဒါကိုစမ်းသပ်ဖို့ဆိုပြီးကျွန်တော်ဒီလိုမျိုးပေးလိုက်တာဒါပေမဲ့ဒီပေးလိုက်တာလေကမမျော်လင့်ရလောက်အောင်ကိုသူတို့အရန်ကြိုက်သွားတယ်လို့ပြောသူတို့ဆေးကိုသူတို့မသုံးဘူးလို့ပြောတော့ကျွန်တော်လည်းသိမယုံတော့ကိုယ်တိုင်လိုက်ကြည့်တော့သူတို့အဆင်ပြေကြတယ်ပြောတော့သူတို့ကလည်းအရန်တိုက်သွင်းတော့ကျွန်တော်လည်းဒီဟာကိုလှုပ်ဖို့အတွက်ဟိုဆုံးဖြတ်ဖြစ်လိုက်တဲ့အဆင့်ရောက်သွားတယ်အဲ့ဒီမှာကျွန်တော်ဘာကိုကျွန်တော်အဓိကအခြေခံထားသလဲဆိုတော့ကျွန်တော်နားလည်ထားတာကorganic စိုက်ပျိုးရေးနဲ့ဓာတုစိုက်ပျိုးရေးပေါ့နော်ရှင်ပြီးလာတာပေါ့စိုက်ပျိုးမှာဒါတော့ organic စိုက်ပျိုးရေးဆိုတာကတော့ကောင်းပါတယ်ကျွန်တော်လည်းဒီ Europe မှာပညာသင်ဖူးတဲ့လူတယောက်ပဲဆိုတော့ဟိုမှာကအရန်အောင်မြင်တယ်ဟိုကအခြေခံလူဒန်းစားကနေစပြီးတော့မှဟိုဒီ organic စိုက်ပျိုးနည်းစနစ်ရဲ့နောက်ွယ်ကအကြောင်းတွေပတ်သက်မှုတွေကိုနားလည်တယ်လက်ခံတယ်ဒါပေမဲ့သူတို့သုံးနိုင်တဲ့ငွေကြေးဖူလုံမှုရှိတယ်တက်နိုင်တယ်ပြီးတော့သူတို့နိုင်ငံရဲ့စနစ်အရအဖွဲ့အစည်းတွေအရရောနိုင်ငံတော်ကရောထောက်ပံ့တယ်ဒါကိုလက်ခံတဲ့ပြည်သူကလည်းရှိတယ်
ဒီ organic products တွေကိုအဓိကတာဝန်ယူဖြန့်ဖြူးပေးမဲ့ဒီ marketplace လို့နေရာတွေကလည်းအများကြီးတာဝန်ယူမှုတာဝန်ခံမှုအပိုင်းနေရာကိုစီကိုငါရှိကြတော့ organic စိုက်ပျိုးရေးနေရာတစ်ခုမှာအောင်မြင်တယ်ဒါကတော့ကျွန်တော်ပြောရရင်ချမ်းသာနေတဲ့နိုင်ငံတွေမှာလို့မြင်တယ်ဟုတ်ပြီဒီ model ကိုဗမာပြည်ပြန်ယူလိုက်ရင်တော့အဆင်သိမ့်မပြေသေးဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒါကျွန်တော် personal အမြင်မှာဟိုဗမာပြည်အဲ့လောက် position မရောက်သေးတော့မြေကြီးကိုမပြည့်စည်စေတာကတော့အရန်ကောင်းတယ်ဒါပေမဲ့အထွက်နှုန်းမတက်စေတာကတော့တောင်တွေအတွက်ရေရှည်သွားဖို့အဆင်မပြေဘူးရေရှည်မှာအဆင်မပြေရင်ဒါအဖြစ်မှမဟုတ်ဘူးကျွန်တော်အဲ့လိုတွက်တယ်ဆိုတော့ဓာတုကြတော့လေမြေကြီးကိုပြည့်စည်စေတယ်ပေါ့ဒါအားလုံးသိတယ်ဒါပေမဲ့အထွက်နှုန်းကြတော့ကောင်းစေတော့တောင်သူကြတော့လက်တလုံးမှာတော့ကောင်းနေတယ်လို့ပဲဒါပေမဲ့တိတိကျကျလေးဟိုနက်ရှင်လေးဆက်သွားလိုက်လို့ရှိရင်ကောင်းစီတယ်တခဏပဲအကြိုင်မရဘူးရေရှည်သွားလို့မရဘူးအဲ့တော့ကျွန်တော်ရဲ့ယူဆမှာ sustainability ပေါ့နော်ရေရှည်သွားလို့မရရင်ဒါကလည်းအဖြေမှန်မဟုတ်ဘူးပေါ့နော်ဆိုတော့အဖြေမှန်ကဘာလဲဆိုတော့မြေကြီးလည်းသဘာဝတရားမြေကြီးလည်းမပျက်စီးသွားဘူးအထွက်နှုန်းလည်းမလျော့ကျသွားဘူးဆိုတာတော့ဗမာရေမြေလို့ဟိုကြိုက်တဲ့အနေအထားတစ်ခုဆိုတော့ကျွန်တော်ကဓာတုနဲ့ဒီတဘာဝနဲ့နှစ်ခုအချိုးကျရောဆက်ထားတာအဲ့ဒါ Viva အခြေခံထားတဲ့သဘောတရားတာပဲနတ်ဆေးလိုတင်စားကြတဲ့ Viva အပင်ရွက်ဖြန်းအားဆေးကိုရေရှည်ဆက်လက်သုံးစွဲနိုင်ဖို့မြတ်သစ္စာစိုက်ပျိုးရေးသွင်းအားစုအကြောင်းဆိုင်ပိုင်ရှင်ကိုအောင်မိုးကျော်ကအခုလိုအကြံပေးပါတယ်။ Viva နဲ့ပတ်သက်ကြံပေးချင်တာတော့ပစ္စည်းတော့ကောင်းပါပစ္စည်းကောင်းတယ်ဒီအရွေသေးတိုင်းဆက်လက်ရပ်တည်ဖို့ပဲပေါ့။တောင်သူတွေသူကတော့တောင်သူအကျိုးပြုပါတာကိုအဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းသူ့ရဲ့ project ကိုကြိုက်တာပေါ့။အဲ့ဒီပုံမျိုးပဲ Viva ဟာညောင်ရွှေမြို့အခြေစိုက်တရားဝင်ထုတ်လုပ်ခွင့်ရရှိထားတဲ့အပင်ရွက်ဖြန်းအားဆေးဖြစ်ပြီးဖုန်းနံပါတ်399686 3996မှာမေးမြန်းနိုင်ပါတယ်ရှင်ဒီသတင်းကိုအများကြီးသတင်းကတင်ဆက်ထားပါတယ်